သူဟာကဘာပေါ်မှာနောက်ဆုံးကြံရတဲ့နှက်လူသားတယောက်ဖြစ်ပေမဲ့မွေးကလေးကအတောင်ပံမပါလာခဲ့ပါဘူး။သူလည်းပြန်တန်းနိုင်တယ်ဆိုတာကိုသက်သေပြဖို့အတွက်မီတာ30တူညာအမြင့်ကနေကောင်းကင်ယံကနေခုန်ချခဲ့ပါတယ်။သူ့ရဲ့လက်မောင်းတွေကိုအစွမ်းကုန်ခံကားလိုက်ပေမဲ့သူ့ကြောပြင်ပေါ်မှာတော့ဘယ်တောင်ပံမှပေါ်မလာခဲ့ပါဘူး။သူဟာသူ့စီမှာရှိတဲ့အတောင်ပံတွေကိုရှာဖွေဖို့ကြိုးစားရင်းအသက်ဘေးကနေတီတီလေးလွတ်မြောက်ခဲ့ပါတယ်။ဒါကြောင့်သူဟာသူ့ရဲ့အဖေနဲ့အတူမိခင်ကြီးကိုရှာဖွေဖို့ခရီးစတင်ခဲ့ပါတယ်။ရင်းနှီးချခက်ခဲများစွာကိုကြောက်ဖြတ်ပြီးတဲ့နောက်ဆုံးမှာတော့သူတို့ရောက်ရှိသွားခဲ့ပါတယ်။ဒါပေမဲ့သူ့ရှိမှမြင်တွေ့လိုက်ရတဲ့မြင်ကွင်းကသူ့ကိုဆုတ်သွားစေခဲ့ပါတယ်။သူ့ရဲ့မိခင်ကြီးဟာပျက်စီးယိုယွင်းနေတဲ့အပျက်စီးတွေဖြစ်နေခဲ့ပါပြီ။အဲ့ဒီခိုက်တက်မှာပဲသူ့စိတ်ထဲမှာမြုပ်နှံထားတဲ့အတိတ်ကအမှတ်တရတွေဟာလုချီတန်နဲ့ပေါ်လာခဲ့ပါတယ်။သူကလေးဘဝတုန်းကငှက်လူသားမျိုးနွယ်စုဟာရန်သူတွေရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။သူ့ဖခင်ဟာရှိသမျှအင်အားနဲ့အစွမ်းကုန်တိုက်ခိုက်ခဲ့ပေမဲ့ရန်သူတွေကသူ့ဖခင်ရဲ့အတောင်ပံတွေကိုအတင်းအဓမ္မဖြတ်တောက်ပြီးစုဖလားဖြစ်တင်စီသွားခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာပဲတစ်ခုခုကသူ့ကိုလမ်းညွှန်နေတယ်လို့မျိုးကောင်းကင်ယံကနေအတန်တစ်ခုပဲတင်ထပ်လာခဲ့ပါတယ်။အဲ့ဒီခိုက်တက်မှာပဲသူနောက်ဆုံးတော့နားလည်သွားခဲ့ပါတယ်။သူဟာလက်နက်ဖက်လုံးကိုမြောက်ပြီးမရင်မတွက်နိုင်တဲ့ပြည့်စည်ကြောင်းတွေကိုထုတ်လုပ်လိုက်ကပြည့်စည်နေတဲ့မိသားစုအမှတ်တစိတ်ကိုဖြည်းဖြည်းချင်းပြန်လည်တိစောက်ခဲ့ပါတယ်။အမှတ်တစိတ်ကြီးအပြည့်အဝပြန်လည်ကောင်းမွန်သွားတဲ့အခိုက်တက်မှာပဲရွှေရောင်လင်းတန်းကြီးတစ်ခုကကဘာမြေပေါ်ကိုကျဆင်းလာခဲ့ပြီးလို့ဝက်ဆန်ကြတဲ့တမန်နီတာတစ်စင်းဟာမြေပြင်ကနေပေါ်ထွက်လာခဲ့ပါတယ်။ဒါပေမဲ့သူဝမ်းသာအားရမဖြစ်နိုင်ခင်မှာတင်ရန်သူစစ်တင်မောအုပ်စုကြီးကကောင်းကင်ယံမှာရုတ်တရက်ပြင်းထန်လာခဲ့ပြီးသူတို့ကိုဥဆောင်လာသူကတော့သူ့ဖခင်ကိုတက်ခဲ့တဲ့လူသက်သမားဖြစ်ပါတယ်။တိုက်ပွဲဟာစက္ကန့်ပိုင်းတွင်ပြင်းထန်စွာစတင်ခဲ့ပါတယ်။သူဟာရှိသမျှအင်အားနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပေမဲ့နောက်ဆုံးမှာတော့အခန်းခံလိုက်ရပါတယ်။စစ်သားတယောက်ဟာနတ်ဖျားသားစီကိုပြေးသွားပြီးအတင်းဆွဲနှုတ်ဖို့ကြိုးစားခဲ့ပေမဲ့တာမန်ခန္ဓာကိုယ်တစ်ခုကအဲ့ဒီစွမ်းအားကိုမတောင့်ခံနိုင်တာကြောင့်စက္ကန့်ပိုင်းတွင်ပြဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သူ့ကောင်မလေးဟာသူ့အခန်းခံရတာကိုမြင်ချင်းပဲသူ့ကိုကယ်တင်ဖို့အတွက်ဓာတ်စီကိုပြေးသွားခဲ့ပေမဲ့ဓာတ်ရိုးကိုကန်လိုက်တဲ့စက္ကန့်မှာတင်ကြောက်မက်ွယ်ကောင်းတဲ့စွမ်းအားလိုက်တစ်ခုပေါက်ကွဲထွက်လာပြီးစစ်တိုက်ပွဲတစ်ခုလုံးကိုလက်ထပ်သွားခဲ့ပါတယ်။သူမဟာလွတ်ထွက်သွားပြီးကောင်းကင်ဘုံကနေတိတ်တိတ်ကြီးပြုတ်ကျသွားခဲ့ပါတယ်။ဒီလိုစိတ်ပြအားငယ်စရာကောင်းတဲ့နောက်ဆုံးခိုက်တက်မှာတင်သူ့ရဲ့ကိုယ်ရင်းကတွေးနှောစွမ်းအားတွေဟာနောက်ဆုံးမှာတော့ဒိုးထလာခဲ့ပါတော့တယ်။နောက်တစ်စက္ကန့်မှာပဲသူ့ရဲ့ကြောပြင်ကနေအတောင်ပံတွေဟာနောက်ဆုံးတော့ပေါက်ထွက်လာခဲ့ပေမဲ့သူမကိုရင်ခွင်ထဲဖမ်းခုလိုက်တဲ့အချိန်မှာတော့ဓာတ်ရဲ့စွမ်းအားကသူမကိုကူးဆက်သွားပြီဆိုတာကိုသိလိုက်ရပါတယ်။သူမရဲ့ခန္ဓာကိုယ်ဟာဖြည်းဖြည်းချင်းတစ်သားအဖြစ်ပြောင်းလဲသွားနေခဲ့ပါပြီ။သူမတစ်သားအဖြစ်လုံးဝမပြောင်းလဲသွားခင်မှာသူမကိုကယ်တင်နိုင်ပါမလား။